UAB Cosmetics တဲ့အခုတော့အားလုံးဒီ logo လေးကိုရင်းနှီးနေမှတင်တယ်ဟုတ်ပါတယ်ရှင်တို့သိတဲ့ UAB က cosmetic brand ထုတ်ထားတာဒီပစ္စည်းလေးသုံးပြီးတော့ full face လေးမြတ်မယ်ပြီးတော့ review လုပ်ပေးမယ်ပထမဆုံးအနေနဲ့သူရဲ့ serum foundation လေးရှိသုံးဖို့ရှိတာမှာ elegant grace စိတ်မကောင်းစွာနဲ့ shade လေးကတိတ်မကိုက်ဘူးပေါ့နော်ရပါတယ်လဲလို့ရ serum foundation လေးဖြစ်တဲ့ပေါ့ပပလေးနဲ့ပြီးတော့မြန်မာသားရည်ရသည့်အထုနဲ့လက်အောင်ထုတ်ပေးထားတယ် medium coverage သွားပြီးတော့သူရဲ့ brush powder နဲ့ပေါင်းမယ်ဆိုလို့ရှိရင် full coverage ရတယ် concealer သုံးပြီးတော့လင်းတဲ့နေရာလေးတော့ဖြည့်ထားရနော်ပြီးတော့ UAB ရဲ့ eyebrow pencil လေးပေါ့နော်တိတ်တိတ်မြင်မြင်လေးအဆင်ပြေတယ်အရောင်ထွက်လေးလည်းကောင်းတယ်Excel တို့မျိုးလုံးတောင်လေးတွေဆွဲရတာလဲ smooth ဖြစ်ပါတယ်။ပြီးတော့သူရဲ့ velvet lipstick လေး shade လေးလေးရောက်ထားတယ်ပေါ့နော်။ပထမဆုံး color လေးက bold essence လေး pigmentation ကိုကြည့်ပါဦး surprise ပဲ။ဒါလေးကအကြိုက်ဆုံးလေး ethereal bloom လို့ခေါ်တယ်။ next one က defiant beauty အညိုစင်ကြိုက်တဲ့ကောင်မလေးဆိုအရင်ကြိုက်မှာ။ဒါလေးက noble spirit လေးအညိုဘက်ကိုမှအဝါဘက်ကိုဖောက်တယ်။ pink texture လေးပြမယ်နော်။ Cosca ethereal bloom လေးပဲသုံးလိုက်။ဒါလေးပဲသုံးပြီး full face ပြင်မှာဆိုတော့ပါနေရလဲဒီဟာလေးပဲသုံးလိုက်မယ်။ဆိုးဘူးပါပေါ်တင်ရလည်းမကွက်ဘူးပေါ့နော်။ပြပြလေးနဲ့ blend ရင် blend လို့ပြန်သွား။ပြင်နှာခေါင်းပေါ်တင်ကြည့်မယ်။တော်တော်လေး lightweight ဖြစ်တဲ့နေမှာပါတယ်။လိုလို blend ပြီးတော့ပုံဖော်လို့ရတယ်။ eyeshadow အရောင်နေနဲ့လည်းသူ့ပဲသုံးလိုက် velvet လေးပဲမဲ့လေ long lasting အားလေးလည်းမစိုးကောင်းတယ်ဒါကတော့စိုးပြီးတဲ့နှာခမ်းလေးကိုကြည့်ကြည့်ကြိုက်ပါလိမ့်မယ်နောက်ဆုံး powder လေးသုံးမယ်နော်အားလုံးထဲမှာအကြိုက်ဆုံးလေးပေါ့နော်သူ့ဈေးနဲ့ quality နဲ့ဆိုရမ်းမိုက်တယ်သူ့မှာပါတဲ့ puff ကိုမကြိုက်လို့ရှိရင်လဲထည့်လို့ရအောင်လို့ကြဲကြဲလေးလုပ်ပေးထားတယ်ပေါ့နော်ပြီးတော့သူက coverage လည်းတော်တော်လေးကောင်းတယ်ဒီအောက်ကအရာတွေဆိုပျောက်သွားတယ်တွေ့လား brush တေးလေးကိုပဲခါပြီးတော့ဒီလိုနေရာလေးတွေအစီပြန်တဲ့နေရာလေးလိုက်ထည့်ပေးလိုက်တယ် good baby တော်တော်သေးညံ့လေးဖြစ်နေရပါတော့ဒါဆို filter မှာပါနောက်ထပ်အကြိုက်ဆုံးလေးဆိုလို့ရှိရင် mascara လေးဖြတ်မယ်အောက်မျက်တောင်သုံးတာတော့မကော့ကလေးပြုံတော့ရေနဲ့ထိရင်မပြောနဲ့ mascara water နဲ့ထိလို့ရှိရင် panda eye မဖြစ်ဘဲနဲ့အချောင်းလိုက်လေးပြုတ်သွားတာ overall တော်တော်လေးအဆင်ပြေနေပါတယ် thank you